ရဲတဲ့ကြငါတင်တယ်ငါကြောင်စားကြံတယ်ငါဖျားခဲ့မယ်အဲ့တော့မနေ့၅ပါးည၅ပါးအော်ဟစ်ခိုးနေတဲ့၅ပါးရဲတဲ့ပေါ်တင်းနေလေဦးမယ်တင်းနေရင်ကြောင်စားလေဦးမယ်၅ပါးသီလမြဲတာဘယ်၅ပါးသီလလေတဲ့ရဲတဲ့ကြ6နာရီကတော့များပြီပေါ့လေဗျာရဲတဲ့ကြငါတင်တယ်ငါကြောင်စားတယ်ကြံတယ်ငါဘယ်ငါမြကြာမယ်ထင်ကြတယ်အခုနောက်ပိတ်ဆုံးသားသလား2500တဲ့ဝင်လာပြီဝင်လာတော့လှုပ်ရင်လှုပ်ကြမလှုပ်လို့ရှိရင်ရေစုံမျောတော့မယ်ဘာကြောင့်လဲတဲ့ကတ်3ပါးဆိုတာစိုက်ဒုဗိကန္တရကယောဂကန္တရသတ္တံကရကကတ်တယ်ကတ်3ပါးကစိုက်တော့မယ်သမာဓိရှိတဲ့ပုဂ္ဂိုလ်တော့တရားကြယ်လိမ့်သစ္စာ4ပါးတရားတော်မြတ်ကြီးရတဲ့ပုဂ္ဂိုလ်ဖျားကြယ်လိမ့်5ပါးသီလအဋိသီလအဋိစိတ်တအဋိပညာတဲ့သီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပညာဝိသုဒ္ဓိသုဒ္ဓိ3ပါးစင်ကြယ်တဲ့ပုဂ္ဂိုလ်မဟာသောတာပန်ကြီး5ပါးသီလမြဲတဲ့ပုဂ္ဂိုလ်အဲ့ဒီ5ကြံလိမ့်အနှုတ်မဟုတ်လို့ရှိရင်မကြံဘူးဘာကြောင့်လဲတဲ့အော်ဟစ်ခိုးနေတဲ့5ပါးလည်းကြအောင်ပါပဲကြောင်ကစားအောင်မယ်ဘာကြောင့်လဲတဲ့တော်တော်ကြာဒိဋ္ဌိမှမပြုတ်ပဲကိုဒိဋ္ဌိမပြုတ်တော့ရဲတဲ့ကြာချောင်ကြကုန်ရောဗျာအဲ့ဒီတော့ဒီနောက်ပိတ်ဆုံးသာသနာဘယ်ငါမြကြံမယ်ထင်ကြလဲသမာဓိရှိတဲ့ပုဂ္ဂိုလ်ကြတော့မြင်လိုက်မယ်သမာဓိမှမရှိတဲ့ပုဂ္ဂိုလ်တော့မြင်မှာမဟုတ်ဘူးကြောက်လဲကြောက်မှာမဟုတ်ဘူးအဲ့ဒီတော့ကြောဓမြချမှာငါဓမြတိုက်တယ်လို့တော့နောက်တော့တော်တော်ကြာကြတော့ပြက်ကြလိမ့်မယ်ဗျာ